အသက်30မတိုင်မီကျန်းမာရေးနဲ့ပတ်သက်တဲ့ဒီအကျင့်ဆိုးတွေကိုပြုပြင်မှာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလလီဖိရှ်ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်အသက်20ကျော်30ကြားဆိုရင်တော့ကိုဘဝအတွက်ကိုဟာကိုစီမံပြီးတော့ရှောင်လန်းဖို့စူးစမ်းရတော့မှာပါနေ့စဉ်ဘဝမှာကြိုတင်စီစဉ်ထားမှုမရှိဘဲအကြံပေးချက်တွေမပါဘဲကိုဟာကိုရှင်သန်စူးစမ်းနေထိုင်ရတော့မှာဖြစ်ပါတယ်အဲ့ဒီအချိန်နဲ့အသားမကျခင်မှာလဲပြဿနာလေးတွေရှိနိုင်တယ်လို့ကျန်းမာရေးအတွက်လည်းအဆင်မပြေနိုင်တဲ့အလေးကျင့်လေးတွေရှိနေမှာမို့သင်ပြန်လည်ပြီးတော့ပြုပြင်တဲ့အချက်တွေရှိပါတယ်အဲ့ဒါကြောင့်မို့နေ့စဉ်ဘဝမှာကျန်းမာပြီးတော့ပို့ပြီးတော့စိတ်ချမ်းသာစရာကောင်းတဲ့ဘဝဖြစ်စေဖို့အသက်30မတိုင်မီမှာအခုပြောပြမယ့်အကျင့်ဆိုးတွေကိုပြုပြင်လိုက်ပါရှင်နံပါတ်1အသင့်စားအစားအစာတွေအစားများနေခြင်းအာလူကြော်တွေကအပျော်ရမ်းစားရတာအရန်အရသာရှိပါတယ်ဒါပေမဲ့အသင်စားအစားအစာတွေကအာဟာရနဲ့မပြည့်ဝပါဘူးခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းတွေနဲ့နှလုံးရောဂါကိုဖြစ်ပေါ်စေနိုင်ပါတယ်အသင်စားအစားအစာတွေကအရသာရှိရမှန်ပေမဲ့ကျန်းမာရေးနဲ့အဆင်မပြေနိုင်တဲ့အတွက်အလွယ်စားအသင်စားအစားအစာတွေအလွန်အကျွံစားတဲ့အကျင့်ကိုဖျောက်ပြပါနံပါတ်1မိတ်ကပ်မဖြတ်ပဲအိပ်ယာဝင်ခြင်းအလောက်ကနေအိမ်ပြန်ရောက်လို့မောပန်းပန်းနဲ့အိပ်ပျော်သွားပြီးတော့မျက်နှာကိုစေးကြောဖို့ကမေ့လွယ်ပါတယ်ဒါပေမဲ့အရေပြားကိုဂီယူဆိုင်ဖို့အရေးကြီးပါတယ်အထူးသဖြင့်မိတ်ကပ်တွေလိမ့်ထားတယ်ဆိုရင်ပေါ့အရေပြားကိုဂီယူမဆိုင်ခြင်းကအမဲစတီထွက်လာစေနိုင်ပြီးတော့အရွှေမတိုင်ခင်အိုမင်းရင်ရော်ခြင်းကိုဖြစ်လွယ်စေပါတယ်ဝက်ချန်နေနဲ့မဲကြောက်တွေကိုဖုံးကွယ်ဖို့မိတ်ကပ်ကိုတစ်ခါတည်းအသုံးပြုတတ်ပါတယ်ဒါပေမဲ့အဲ့ဒါကခဏတစ်ပြုတ်ဖုံးကွယ်နိုင်ရုံသာရှိတာပါမိတ်ကပ်ကိုမဖြတ်ဘဲအိယာဝင်ခြင်းကအရေပြားကိုပိုတောင်ဆိုးရွားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါသေးတယ်အဲဒါကြောင့်အိယာဝင်ကနီးမိတ်ကပ်ဖြတ်တဲ့ရိုးရှင်းတဲ့အကျင့်လေးကိုလုပ်ပေးခြင်းကရေရှည်မှာအကျိုးများစေပါတယ်နံပါတ်3မနက်စာမစားခြင်းမနက်စာနေ့လယ်စာမစားတာမျိုးညစာမစားတာမျိုးလုပ်ပြီးတော့အလွယ်စားလိုက်တာမျိုးတွေကလောက်ရတာလွယ်ပါတယ်ဒါပေမဲ့တင်းရဲ့စာလောင်မှုကြောင့်အာယုံဆိုင်ရတာပိုခက်ခဲနိုင်ပြီးတော့တင်းရဲ့စွမ်းအင်တွေလည်းကုန်လွယ်စေပါတယ်များသောအားဖြင့်အသက်20နဲ့30ကြားအရွယ်တွေကမနက်စာကိုမစားဘဲနဲ့နေပြကြတာများပါတယ်မနက်စာကိုမစားဘဲနေခြင်းကတနေ့လုံးခွန်အားတွေဆုံးယုတ်စေနိုင်ပါတယ်နံပါတ်4ညစာကိုနောက်ကျမှစားခြင်းခန္ဓာကိုယ်ကအစာချေဖို့အချိန်လိုပါတယ်။ညစာကိုနောက်ကျမှစားလိုက်တဲ့အခါအိယာဝင်ချိန်နဲ့နီးသွားပါတယ်။အစာအိမ်ကအစာချေဖို့အချိန်လုံးလောက်စွာမရနိုင်ပါဘူး။ခန္ဓာကိုယ်ရဲ့ပုံမှန်လိုရိုးလို့စင်ကိုဖျက်ဆီးပြလိုက်တာနဲ့တူပါတယ်။ညစာကိုနောက်ကျမှစားခြင်းကသွေးထဲမှာအဆီတွေစုပုံလာစေပါတယ်။အဲ့ဒါကနှလုံးရောဂါနဲ့လေဖြတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။နံပါတ်5သွားတွေကိုလိလူရှုထားမိနေခြင်းသွားကျန်းမာရေးကိုဂီယူမဆိုင်ခြင်းကအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေနိုင်ပြီးတော့သွားတွေဝါကျင်စေနိုင်ပါတယ်။ရေရှည်ဆိုရင်တော့သွားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်သွားကိုပုံမှန်တိုက်ဖို့လိုပါတယ်။နံပါတ်6တညမှအိတ်ချိန်အနှဲငယ်သာအိတ်ချင်းလုံးစရာအလုပ်တွေအများကြီးရှိနေတဲ့အခါမှာအိတ်ဆက်ခြင်းကအချိန်ဖြုံးခြင်းကဲ့သို့ခံစားရတတ်ပါတယ်။ညဘက်အိတ်ဆက်တဲ့အချိန်နည်းနည်းပဲယူပြီးတော့မနက်ခင်းကျမှကော်ဖီတောက်ရင်လန်းဆန်းတယ်လို့ထင်တတ်ကြပါတယ်။အမှန်တကယ်ကတော့အိတ်ဆက်ချိန်နဲ့ပါခြင်းကအုံနောက်ခန္ဓာကိုယ်ခုခံစနစ်ဟော်မုန်းပမာဏစိတ်ခံစားမှုကိုထိခိုက်စေနိုင်ပြီးတော့အာယုံစူးစိုက်နိုင်စွမ်းကိုလည်းရောကျစေနိုင်ပါတယ်။ဒီနေ့မှာ9နာရီအိတ်ဆက်ခြင်းကလုံလောက်ပြီလို့ထင်နေကြပေမဲ့တကယ်တော့အိတ်ဆက်ခြင်းအနည်းဆုံး9နာရီခန့်အိတ်ဆက်သင့်ပါတယ်။နံပါတ်9စိတ်ဖိစီးမှုကိုလိလူရှုခြင်းစိတ်ဖိစီးမှုကြောင့်ပို့ပြီးတော့အုံမင်းရင်းရော်စေနိုင်ပါတယ်။အဲ့ဒါကငယ်ရွယ်ချိန်မှာကလေးကစိတ်ဖိစီးမှုကိုလျှော့ချဖို့နေထိုင်ခြင်းနဲ့လည်းဆက်ပါတယ်။အရွယ်ရောက်တဲ့အချိန်မှာဘဝရဲ့စိန်ခေါ်မှုတွေအတွက်ပို့ပြီးတော့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ဥပမာအနေနဲ့စာမေးပွဲဖြေရမယ်ဆိုတော့စိတ်ဖိစီးမှုများနေတဲ့အချိန်မှာပဲစိတ်ဖိစီးမှုကိုစီမံနိုင်မဲ့နည်းလမ်းကိုတွေးသင့်ပါတယ်။စိတ်ပြေလျော့စေမဲ့လှုံ့ဆော်ချက်တွေကစိတ်ဖိစီးမှုကိုပြေလျော့စေဖို့ကူညီနိုင်ပါတယ်။ယောဂကျင်ဒါမှမဟုတ်တည့်ရဲ့စိတ်ကိုအေးချမ်းစေတဲ့ဘလို့အရာမဆိုလုပ်သင့်ပါတယ်။နံပါတ်8အစာမစားဘဲအရက်တောက်ခြင်းအရက်တောက်ခြင်းကကယ်လိုရီကိုမြင့်မားစေနိုင်ပါတယ်။ဘီယာတစ်ခွက်မှာ153ကယ်လိုရီနီးပါးရှိပါတယ်။အလွန်အကျွံတောက်မယ်ဆိုရင်တော့490ကယ်လိုရီခန့်ဖြစ်နိုင်ပါတယ်။အစာစားဖို့လည်းမလျော့စေနိုင်ပါတယ်။အရက်တောက်ပြီးတော့ပြည့်အင်းနေသလိုခံစားရခြင်းကအာဟာရမဖြစ်စေနိုင်ပါဘူး။သင်ကငယ်ရွယ်ပြီးတော့တန်မာသေးရဲ့လို့ခံစားရတဲ့အတွက်ဒီအချက်တွေကိုပြုပြင်ဖို့စောပါသေးရဲ့လို့ထင်နေပါလိမ့်မယ်။ဒါပေမဲ့သင်ရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့အတွက်စောတယ်နောက်ကျတယ်ဆိုတာမရှိပါဘူး။အသက်20ကျော်30မတိုင်မီကြားကာလတွေကလေးကကျန်းမာရေးနဲ့ပတ်သက်တဲ့စိုးဝါးတဲ့အချက်တွေကိုပြုပြင်ထားမှသာသင်ရဲ့အသက်30ကာလကျန်းမာရေးကိုစိတ်ချနိုင်မှာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝတွေကိုကိုစီပိုင်ဆိုင်သွားနိုင်ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံတရားနိုင်ပါစေလို့ဆုတောင်းပေးရတဲ့ဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်ရှင်